မကြခင်အစိုးရတစ်တက်လာပြီးလွှတ်တော်ပေါ်ပေါက်လာတာနဲ့အမျှအပြစ်ခတ်ရစဲရေးနဲ့ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအားကောင်းလာဖို့မျှော်လင့်နေကြပေမဲ့မြေပြင်မှာတော့စိန်ခေါ်မှုတွေအများကြီးရှိနေပါသေးတယ်။အထူးသဖြင့်စစ်ရေးဖိအားနဲ့နိုင်ငံရေးအရာကန့်လန့်မှုတွေကြားမှာမျှခြေတစ်ခုကိုဘယ်လိုတိစောက်မလဲဆိုတာမေးခွန်းထုတ်เสียဖြစ်နေပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိုးနဲ့မင်းသတင်းစုံကနေနောက်ဆုံးရရှိထားတဲ့ပြည်တွင်းသတင်းအချက်အလက်တွေကိုအခုလိုတင်ဆက်ပေးလိုက်ပါတယ်။အစိုးရတစ်တက်လာရင် NCA လုပ်ငန်းစဉ်တွေအရှိန်ရလာမယ်လို့မျှော်လင့်နေကြပေမဲ့ဒါဟာရိုးရိုးသားသားနိုင်ငံရေးဆန္ဒရှိတဲ့ EAO တွေအတွက်ပဲဖြစ်နိုင်ခြေရှိပါတယ်။လက်ရှိနယ်မြေလက်လွတ်ထားရတဲ့ရှမ်းမြောက်ဒေသကကုတ်ခိုင်တဲ့တိန်ဒီလိုနေရာမျိုးတွေမှာအစိုးရကနယ်မြေပြန်ရဖို့ထက်ဆိုင်ရင်လက်နက်ကင်အဖွဲ့ချင်းကြားမှာတောင်ထိတွေ့မှုတွေပြင်းထန်နေတာကိုတွေ့ရပါတယ်။ဒီနယ်မြေတွေဟာသူတို့ရဲ့မူလလူမျိုးစုနယ်မြေတွေမဟုတ်ပဲတမိုင်းကြောင်းအရလည်းဘာမှမဆိုင်တဲ့အတွက်အကျိုးစီးပွားအရသူရကိုရလူနေကြတဲ့ပြည်ပခါတွေသာဖြစ်နေပါတယ်။ NCA အားကောင်းဖို့အတွက်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့သဘောတူထားတာတွေကိုမြေပြင်မှာတကယ်လက်တွေ့ကျင့်သုံးနိုင်တဲ့အခင်းကျင်းမျိုးလုပ်ပြနိုင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ဒါကိုမြေပြင်ပကတိအချက်လက်လို့ခေါ်ဆိုနိုင်ပြီးဒါဟာနေချင်းညချင်းဖြစ်လာနိုင်တာမျိုးမဟုတ်ပဲအချိန်ယူရမယ့်ကိစ္စဖြစ်ပါတယ်။နိုင်ငံရေးအရာဆွေးနွေးထားတဲ့သဘောတူချက်တွေကိုဥပဒေဖြစ်ပြောင်းလဲဖို့လိုအပ်တယ်လို့စကလုံးတစ်လုံးချင်းစီကအစတိတိကျကျဆွေးနွေးရမှာဖြစ်လို့အစိုးရတဲ့အနေနဲ့အမိန့်တွေကန့်လန့်မှု package တွေနဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ငြိမ်းချမ်းရေးစပွဲဝိုင်းဆိုတာစစ်ရေးအရာ PR military pressure မရှိရင်အောင်မြင်ဖို့ခဲယဉ်းလာပါတယ်။အစိုးရတစ်ကဖိတ်ခေါ်ရင်တောင်တကယ်ဆန္ဒရှိတဲ့သူတွေပဲတက်လာမှာဖြစ်ပြီးနယ်မြေအများအပြားတင်ထားတဲ့အဖွဲ့တွေကတော့အစိုးရကိုအပေါ်စီးကနေပဲဆက်ဆံမှာဖြစ်ပါတယ်။ဥပမာအားဖြင့် KIA ဆိုရင်ဒီမိုကရေစီအစိုးရ20လက်ထက်မှာတော့ NCA လမ်းကြောင်းပေါ်ရောက်မလာခဲ့တာကိုကြည့်ရင်စစ်ရေးအရာဖိအားမပေးနိုင်တဲ့၍ငြိမ်းချမ်းရေးဆိုတာတိတ်ပြီးမျှော်လင့်ထားလို့မရတဲ့အရာမျိုးဖြစ်နေပါတယ်။ Federal နဲ့ပတ်သက်လို့လည်းပြည်내တွေရဲ့ခံစား권ဟာပညာရေးကျန်းမာရေးဒေတာတွင်အခွန်ကောက်ခံမှုနဲ့တယံဇာတခွဲဝေခံစားမှုစတာတွေမှာပဲအတိုင်းအတာတစ်ခုအထိရှိတာဖြစ်ပါတယ်။ပြည်내တစ်ခုကတခြားနိုင်ငံတစ်ခုနဲ့ဓာတ်ရိုက်ဒီပလိုမတ်တစ်ဆက်ဆံခွင့်ရှိတာမျိုးဒါမှမဟုတ်ကိုယ်ပိုင်လက်နက်ကင်တဲ့ရှိတာမျိုးဆိုရင်ဒါဟာဖက်ဒရယ်အဆင့်မဟုတ်တော့ပဲလုံးဝလွဲမှားနေတာဖြစ်ပါတယ်။ဒါကြောင့်ဖက်ဒရယ်အရာပေးတဲ့အခွင့်အရေးတွေကိုပေးရမှာဖြစ်တယ်လို့အချုပ်အခြာအာဏာနဲ့ပတ်သက်တာတွေကိုလည်းအထိမခံပဲပြသနေဖို့လိုပါတယ်။ရှမ်းမြောက်မှာဖြစ်နေတဲ့ပြဿနာတွေကိုကြည့်ရင်ဒါဟာဖက်ဒရယ်ပြဿနာမဟုတ်တော့ပဲတယံဇာတနဲ့လမ်းကြောင်းထိန်းချုပ်မှုအဆင့်ကိုရောက်နေတာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ဒီကိစ္စတွေကိုဖက်ဒရယ်ခေါင်းစဉ်အောက်သွင်းလို့မရနိုင်တော့ပါဘူး။အလားတူပဲရခိုင်ပြည်နယ်မှာလည်းအန်းတောင်ကုန်းမအီတန်တွဲနဲ့ကွာမျိုးတွေကိုအစိုးရကပြန်လည်ထိန်းချုပ်နိုင်မှသာ AA အနေနဲ့ငြိမ်းချမ်းရေးစပွဲဝိုင်းပေါ်ရောက်လာနိုင်ခြေရှိမှာဖြစ်ပါတယ်။ရခိုင်တောင်ပိုင်းနယ်မြေတွေဟာမြောက်ပိုင်းနဲ့ဆက်သွယ်ထားတဲ့အဓိကလမ်းကြောင်းတွေဖြစ်တယ်လို့မကွေးနဲ့အေရဝတီတိုင်းတို့နဲ့လည်းချိတ်ဆက်ထားတဲ့အတွက် AA ရက်တီရဲ့အတွက်အဖက်ဖက်ကအရေးကြီးနေပါတယ်။ဒီနယ်မြေတွေကိုအစိုးရကပြန်ရမှသာ AA ရဲ့အပေါ်စီးကနေညှိနှိုင်းနိုင်တဲ့ပါဝါကိုရှော့ချနိုင်မှာဖြစ်ပြီးသူတို့သွားကျင်တဲ့ Confederate လမ်းကြောင်းကိုလည်းအားပြော့သွားစေမှာပါ။အဲ့ဒီခါကျမှသာအစိုးရသွားကျင်တဲ့နိုင်ငံရေးလမ်းကြောင်းကိုဆွဲဖွင့်နိုင်မှာဖြစ်ပါတယ်။နယ်မြေတွေပြန်ရလာတဲ့အခါမှာလူမျိုးစုအရေးကိုဗန်းပြပြီးတွေးခွဲထားတဲ့ကိစ္စတွေကိုစီးပွားရေးပညာရေးနဲ့ကျန်းမာရေးတည်ငြိမ်အောင်လုပ်ပေးရင်းနဲ့ဖြည့်ရှင်းလို့ရနိုင်ပါတယ်။ဒါဟာပြည်သူတွေရဲ့ယုံကြည်မှုကိုပြန်လည်တည်ဆောက်တဲ့နည်းလမ်းလည်းဖြစ်ပါတယ်။ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာဖိအားပေးမှု pressure ရောကန့်လန့်မှု offer ရောမျှခြေရှိမှသာတကယ်အရေးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ဖိအားမရှိရင်တော့အစိုးရရဲ့ဩဇာဟာလျှော့ကျသွားမှာကထုံးစံပဲဖြစ်ပါတယ်။ခြုံပြီးပြောရမယ်ဆိုရင် NCA အားကောင်းဖို့အတွက်မြေပြင်မှာတကယ်အကောင့်ထဲဖော်ပြနိုင်ဖို့လိုတယ်လို့စစ်ရေးအရာဖိအားပေးမှုလုံးဝမရှိလို့လည်းမရပါဘူး။ရခိုင်လိုဒေသမျိုးမှာဆိုရင်တောင်ပိုင်းနယ်မြေတွေကိုပြန်ရမှသာဆွေးနွေးရေးလမ်းကြောင်းပွင့်လာမဲ့သဘောရှိပါတယ်။တစ်ဖက်ကလည်းညှိနှိုင်းမှုဆိုင်ရာ package တွေကိုအသင့်ပြင်ထားရမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ PR အပေါင်းကန့်လန့်မှုအပေါင်းအကောင့်ထဲပေါ်မှုဆိုတဲ့သုံးတောင်မြခြေကိုထိန်းထားနိုင်မှသာရလဒ်ကောင်းတွေကိုမျှော်လင့်နိုင်မှာဖြစ်ပါတယ်။အစိုးရတစ်အနေနဲ့ဒီလိုရေတိုရေရှည်လုပ်ငန်းစဉ်တွေကိုစနစ်တကျစီမံခန့်ခွဲနိုင်ဖို့ကအရေးကြီးဆုံးတာဝန်တစ်ခုဖြစ်ပါတယ်။ပြည်သူတွေလိုလားတဲ့ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဖော်ဆောင်ရမှာအပြောထက်အလုံးနဲ့တက်တည်ပြဖို့လိုအပ်တယ်လို့အချုပ်အခြာအာဏာကိုလည်းခိုင်ခိုင်မာမာကာကွယ်ထားဖို့လိုပါတယ်။
ဒီလိုမျှခြေရှိတဲ့လှုပ်ဆောင်ချက်တွေမှတဆင့်သာနိုင်ငံတော်ရဲ့အနာဂတ်ဟာတည်ငြိမ်အေးချမ်းလာမှာဖြစ်တယ်လို့သုံးသပ်မိပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့မိုးနဲ့မင်းသတင်းစုံကနေနောက်ဆုံးရရှိထားတဲ့ NCA ငြိမ်းချမ်းရေးနဲ့စစ်ရေးနိုင်ငံရေးသုံးသပ်ချက်တွေကိုစူးစီးတင်ပြပေးခဲ့တာပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ငြိမ်းချမ်းရေးတည်ဆောက်ရာမှာစစ်ရေးဖိအားနဲ့နိုင်ငံရေးကမ်းလှမ်းမှုများခြေရှိဖို့လိုအပ်တဲ့အပေါ်မိတ်ဆွေတို့ဘယ်လိုမြင်ကြလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါဦး။နောက်ထပ်သတင်းထူးသတင်းဦးတွေလည်းဆက်နားထောင်ဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်ကတော့ကြော်ထက်အောင်ပါ။